အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့ Handware ရဲ့ application တွေကိုဘယ်လိုလွယ်တကူပိတ်မလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ် Okay ပထမဆုံးအနေနဲ့ကျွန်တော် Handware ရဲ့ application ကိုပိတ်တဲ့အခါကျရင်ကျွန်တော်တို့ Order F4 shortcut key ဆိုရင် Order F4 နဲ့ကျွန်တော်တို့ပိတ်လို့ရပါတယ်ဒါပေမဲ့ Order F4 နဲ့ပိတ်လို့မရတဲ့အခြေအနေဆိုရင်ကျွန်တော် click နှစ်ချက်သုံးပြီးတော့ဘယ်လိုမျိုးပိတ်လို့ရတဲ့အကြောင်းလေးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် Okay အဲ့ဒါဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီ application Handware တွေပဲထားပါတော့ဒီမှာ right click နှိပ်လိုက်ရင်ကျွန်တော်တို့ close window ဆိုတဲ့ဟာရှိရပါတော့အဲ့ဒါနဲ့ပိတ်လို့မရဘူးဆိုရင်ကျွန်တော်ဒီပေါ်မှာ enter ဆိုတဲ့ဟာလေးတစ်ခုဘယ်လိုဖွင့်လဲဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြပေးမယ်ပထမဆုံး enter ကိုပုံမှန်ဆိုရင် window icon တစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးကျွန်တော် system ဆိုတဲ့ဒီဟာလေးပေါ့နော် home အောက်က system ဆိုတဲ့တက်လေးကို left click တစ်ချက်နှိပ်လိုက်နှိပ်ပြီးကျွန်တော်တို့ဒီမှာတွေ့ပြီဆိုရင်ကျွန်တော်တို့အောက်လေးကိုနည်းနည်းလေးဆွဲချမယ်ဆွဲချပြီးတော့ဒီမှာ for developer ဆိုတဲ့ဟာလေးရှိတယ်အဲ့လိုတစ်ချက် left click နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့မှာ enable enter ဆိုတဲ့ဟာရှိတယ်အဲ့ကောင်လေးကိုဒီဘက်မှာ on လေးကို left click တစ်ချက်နှိပ်လိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ရုပ်ပြ Handware ရဲ့ application တွေ frozen ဖြစ်သွားတဲ့ application တွေကို right click နှိပ်တာနဲ့ဒီမှာကျွန်တော်တို့ခုနက close window ရဲ့အပေါ်မှာ enter ဆိုတဲ့ဟာရှိတယ်ပေါ့နော် enter ကကြတော့ကျွန်တော် force close ပုံစံမျိုးပေါ့နော် order F4 shortcut နဲ့လည်းတူတယ်ပေါ့ကျွန်တော်ဒါဆိုရင် enter ချင်ချင်းနှိပ်လိုက်ရင်အဲ့ application ကချင်ချင်းပိတ်သွားဖြစ်ပါတယ်ဒါကိုလည်း enter နှိပ်လိုက်မယ် Okay ဒီနေ့ဗီဒီယိုလေးတော့လောက်ပါပဲဒီနေ့ဗီဒီယိုလေးကအသုံးဝင်ဖို့လည်းထင်ပါတယ်နောက်ထပ်ပိုကောင်းတဲ့ဗီဒီယိုတွေ tips and trick ဗီဒီယိုနဲ့ပြန်လာခဲ့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အကောင့်လေးကို like and follow လုပ်လို့ရမယ်အားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်